ဒီနေ့ဆရာပြောပြတော်မာဒီကခမရတို့ရဲ့ငွေကြီးနဲ့ကံကြမ္မာကိုအနှောက်ယှက်ပေးနေတဲ့လူတွေကန်ဆိုးမှုတွေကိုခန်းစားရအောင်လုပ်နေတယ်ခမရတို့ကိုမနာလိုနေတဲ့လူတွေအကြောင်းမှာအခုတင်ကြုံနေရတဲ့အခြေအနေနဲ့တွေကဒီရပိုင်းအသွေးမှာခမရတို့ဟာပိုက်ဆံရေးအလုပ်အကင်နဲ့ပတ်သက်ပြီးထင်တယ်လို့ဖြစ်မလားပဲလမ်းကြောင်းပြောင်းနေတာမျိုးတွေခန်းစားနေရတယ်မဟုတ်လားငွေကြီးဆုံးရှုံးမှုများလက်ထဲမှာငွေမမြဲဘူးဝယ်လာတဲ့မြအကြောင်းမျိုးမျိုးနဲ့ထွက်သွားတယ်မဖြစ်တဲ့မတော်တဆကုန်ကြစိတ်တွေပေါ်လာပြီးစုဆောင်ထားတာတွေပါပြန်ထုတ်သုံးနေရတာမျိုးတွေမကြာခဏကြုံနေရတယ်ဘာကြောင့်မှမသိပဲကန်ဆိုးမှုတွေစက်တိုက်ကြုံနေတယ်ကံကောင်းမှုအခွင့်အရေးရတော့မယ်လို့ထင်ပြီးစလုပ်လိုက်တာနဲ့ချက်ချင်းပြဿနာတွေတန်းပေါ်လာတယ်အောင်မြင်တော့မလို့လက်တွေ့ဖြစ်တော့မလို့အခြေအနေတွေကနောက်ဆုံးနိုင်မှာပျက်စီးသွားတာမျိုးတွေထပ်ခါကြုံနေရတယ်ဘာလို့အတိုက်အခိုက်တစ်ခုခုကပေါ်လာပြီးအလုံးမဖြစ်အောင်လာပိတ်ဆုနေတယ်လို့ပဲစိတ်ပင်ပန်းမှုအရာရာတိုင်းကိုမနိုင်မနှင်းထမ်းထားရတယ်လို့ပတ်ဝန်းကျင်ကကိုယ့်အပေါ်ဖိအားတွေပြီးနေတယ်လို့ခံစားရတယ်ဘာမှနေလဲဆိုတာမသိပဲစိတ်ရောလူပါနွားနေတာမျိုးဖြစ်နေတယ်ကို့မှာအစွမ်းစားအရင်နဲ့နီးအခွင့်အရေးတွေရှိရတာနဲ့ရှေ့ကိုတိုးမရဖြစ်နေတာဒီလိုတွေဖြစ်ရတဲ့အကြောင်းရင်းနဲ့လုံးမိနေတဲ့အရာစိတ်ပညာနဲ့စွမ်းရည်ပိုင်းအရာကြည့်မယ်ဆိုရင်ဒီလိုမျိုးဆုံးရှုံးမှုတွေနဲ့ကန်ဆိုးမှုတွေထပ်ခါတလဲကြုံနေခြင်းဟာတင့်ကိုမနာလိုတဲ့တင့်ရဲ့တိုးတက်မှုကိုအမြင်မကြည့်နေတဲ့ပြန်ပတ်တယောက်ရဲ့မကောင်းတဲ့စွမ်းရည်တက်ရောက်မှုကြောင့်ဖြစ်နိုင်ခြေအနုံမြင်မားနေပါတယ်ပြန်ပတ်ရဲ့တက်ရောက်မှုသူတို့ဟာတင့်ရဲ့အောင်မြင်မှုကိုတင့်ရဲ့ပျော်ရွှင်မှုကိုမကြည့်ချင်မနာလိုစိတ်ပြင်းပြနေတယ်ဒီမကောင်းတဲ့စိတ်ခံစားချက်စွမ်းရည်တွေဟာတင့်ကိုပြုစားမှုတစ်ခုမကောင်းတဲ့အောက်လိုင်းပညာတစ်ခုခုနဲ့တိုက်ခိုက်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်တင့်ရဲ့စီးပွားရေးငွေကြေးလမ်းကြောင်းနဲ့ကံကြမ္မာလမ်းကြောင်းပေါ်မှာပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာတင်လုံးမိနေတာတင်ဟာကိုယ့်ရဲ့ကံတရားနဲ့စွမ်းရင်ကိုကာကွယ်ဖို့တတိုင်းကိုတေချာမတိမိမှုကိုယ့်ရဲ့အောင်မြင်မှုတွေကိုအားလုံးရှိမှပွင့်လင်းလွန်အားခံဖော်ပြနေတာဒါမှမဟုတ်တင်ရဲ့အားနည်းချက်တွေကိုမနာလိုသူတွေရှိမှမတိလိုက်ဖဲထုတ်ပြောမိနေတာတွေကြောင့်သူတို့ရဲ့စွမ်းရင်အဟံကားတွေကပုံမဝင်းရောက်ဖို့လွယ်ကူသွားစေတယ်တင်ဖေးနာမှာလူတွေထဲမှာတင်တကယ်ချစ်ခင်ယုံကြည်ရပေမဲ့အနောက်ကနေတင်ကိုမနာလိုစိတ်နဲ့စိုက်ကြည့်နေသူတူရှိနေတယ်ဆိုတာကိုတတိထားဖို့လိုနေပါတယ်ဆရာရဲ့အကြံပေးချက်နဲ့အကူအညီတောင်းခံခြင်းဒီအခြေအနေကိုစပ်ပြီးလက်ပိုက်ကြည့်နေပါနဲ့ဒီလိုအဟံသားတွေကိုကျော်လွတ်နိုင်ဖို့နဲ့တင်းရကံလမ်းကြောင်းကိုပြန်လဲရှင်းလင်းဖို့အခုချက်ချင်းစတင်လှုပ်ဆောင်ရပါမယ်။ဘာတွေလှုပ်ဆောင်ရမလဲ။လုံခြုံရေးအတားအဆီးဆောက်ပါ။ကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စတွေအောင်မြင်မှုတွေအသက်တွေကိုချက်ချင်းလူများသိအောင်မကြေညာပါနဲ့။အောင်မြင်တဲ့အထီးသိစိတ်စွာလှုပ်ဆောင်သွားပါ။ကိုစွဲရင်တန်ရှင်းပါ။ရေချိုးတဲ့ခါမှာစားခတ်ပြီးရေချိုးတာမျိုးဒါမှမဟုတ်တန်ရှင်းတဲ့ဝင်နေရိုင်းတွေတုံးပြီးတော့ကိုယ့်ပတ်ဝန်းကျင်ကိုရှင်းလင်းတာမျိုးကိုနေ့စဉ်လုပ်ပေးပါ။မနာလူသူကိုရှာဖွေပါ။တင်းရအောင်မြင်မှုအကြောင်းပြောပြတိုင်းမှာမင်းလာပြသွားတာဒါမှမဟုတ်အမြဲဝေးဖန်တက်သူကိုသူရကောင်ဟာလာဖြန်းတက်သူကိုတတိထားပါ။အကဲ၍ဒီလိုအန်ဒီရဲ့ရှိတဲ့ပြုစားမှုဒါမှမဟုတ်အခါတက်ခက်ပြုလုပ်ထားခံရတဲ့အခြေအနေတွေကိုတိတိကျကျသိရှိပြီးအမြင့်ပြတ်ဖြေရှင်းခြင်းတွေဆိုရင်ဆရာကိုတင်းရဲ့ပြဿနာအသေးစိတ်ကိုလာရောက်ပြောပြနိုင်ပါတယ် TikTok chat box မှာတိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာကြောင့်အတိပေးလိုပါတယ်ဆရာအနေနဲ့အကူအညီပေးနိုင်ပါတယ်အခအခေငွေကိုတော့တင်တက်နိုင်တယ်လို့ပါတယ်ပေးဆောင်ပါတန်ဖိုးတတ်မှတ်မထားပါဘူးတင်းရဲ့ကံကြမ္မာကိုပြန်လည်ထိန်းချုပ်ဖို့ဆရာကအမြတ်အသင့်ရှိနေပါတယ်တင်တန်တရားဝင်စရာကောင်းတဲ့ပစ္စည်းတစ်ခုခုဒါမှမဟုတ်အိမ်မတစ်ခုခုရရှိတာမျိုးကြုံရသည်လား